အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့တမလာယူနဲ့အပေါင်းအပါတွေရဲ့2026 Fashion Show အကြောင်းတင်ပြပေးပါရစေ2026ခုနှစ်ရဲ့အစောပိုင်းမှာမြင်တွေ့ရမယ်အထူးအခြားဆုံးမြင်ကွင်းရတော့ကျယ်ရီတစိမ့်တွေဖောင်းကြွနေတဲ့စစ်ယူနီဖောင်းကြီးတွေကိုပယုတ်လုံးနေတဲ့အတူဗီယိုထဲထည့်သိမ်းပြီးတိုက်ပုံအသစ်ဆက်ဆက်တွေကိုထုတ်ဝေပြမယ်တမလာယူနဲ့စစ်ဗိုလ်ချုပ်တွေရဲ့ Fashion Show ပွဲပဲဖြစ်ပါတယ်ဒီ Fashion Show ပွဲအတွက်ကတော့စစ်ခေါင်းဆောင်နဲ့အပေါင်းအပါတွေဟာအလိမ်ညာတွေနဲ့အရှက်မဲ့စကားတွေဆိုပြီးမြန်မာနိုင်ငံရေးသမိုင်းမှာကောက်ကျစ်အယုတ်မာဆုံးရွေးကောက်ပွဲရဲ့အစိပ်ပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကလိန်ကျန်အပိုင်း2နဲ့3ကိုနှစ်ပတ်စီချပြီးဇက်တိုက်ဆိုသလိုလောက်ကြတော့မှာဖြစ်ပါတယ်။စေအုပ်စုကစစ်ဗိုလ်ချုပ်တွေဟာစစ်ယူနီဖောင်းချွတ်လိုက်တာနဲ့အရက်သားဖြစ်သွားပြီလို့ထင်နေကြတာကတော့ကဘာကျော်မဲ့ဟာတပါပဲ။ဒီ Fashion Show မှာအဓိကပါဝင်ကြမဲ့သူတွေဟာစစ်ယူနီဖောင်းဝတ်ထားတော့ကတော့ငါတို့ကစစ်သားကြီးတွေကွာလို့ကြွေးကြော်ပြီးပြည်သူတွေကိုဒုက္ခပေးခဲ့တဲ့လောက်အတူအယောင်ရွေးကောက်ပွဲပြီးတဲ့အခါမှာတော့ငါတို့ကအရက်သားနိုင်ငံရေးသမားတွေကွာဆိုပြီးမျက်နှာပြောင်တိုက်ကြအောင်ပါပါတကယ်တော့ဒါဟာအဝတ်စားလဲတာမဟုတ်ပဲတစိမ့်ပြောင်းတာဖြစ်ပါတယ်အရင်ကဘိုလ်ချုပ်ဆိုတဲ့တစိမ့်နေရာမှာတမရဆိုတဲ့တစိမ့်လွတ်တော်ဥက္ကဋ္ဌဆိုတဲ့တစိမ့်တွေနဲ့ဝင်ကြီးဆိုတဲ့တစိမ့်တွေပြောင်းပြီးလုတ်ပိုင်ခွင့်တွေကိုဆက်လုပ်စားကြဖို့လုပ်နေကြရလဲဖြစ်ပါတယ်။ရွေးကောက်ပွဲအတူပြီးမှတက်လာမဲ့အရက်အသားစိုးရဆိုတဲ့သူတွေဟာသူတို့ရဲ့အမားတွေလူလူပေါ်ဖိနှိပ်ခဲ့တာတွေကိုတိုက်ပုံအောက်မှာဖုံးဖိထားနိုင်မယ်လို့ယုံကြည်နေကြပုံရပါတယ်။ဒီ Fashion Show ရဲ့အလှဆုံးပြကွက်တစ်ခုကတော့တိုက်ပုံဝစ်လို့ခေါင်းမောင်းတလူလူနဲ့ထွက်လာမဲ့တမလာယူနဲ့အဖွဲ့ဟာမိဘပြည်သူများခမားလို့အစချီပြီးအညာတခွင်အပါအဝင်တိုင်းသားဒေသတွေပါမကြံဘုံကျဲတက်ဖြတ်ပြတဲ့ပြကွက်ကိုဆက်လက်အတုံးတော်ခံသွားမှာလည်းဖြစ်ပါတယ်ဒီ Fashion Show မှာနောက်ထပ်ပါဝင်မှာတော့ PR စနစ်ကြောင့်ပေါ်လာတဲ့ Fashion မှာသူတို့ကတော့စစ်ကောင်းဆောင်ကြီးတွေရဲ့အမိကိုစွဲပြီးလွတ်တော်ထဲရောက်လာတဲ့သူတွေပေါ့သူတို့ရဲ့ Fashion ကတော့ခွေးတိုးပေါက် Fashion လို့တောင်အမည်ပေးရမလို့ပါပဲဘာကြောင့်ဆိုရင်စစ်ကောင်စီကပေးတဲ့ကလတ်ထိုင်ပေါ်မှာထိုင်ငွင့်ရဖို့အတွက်သူတို့ဟာအရှက်တရားကိုချွတ်ချထားလို့ပါပဲသူတို့တွေကတိုက်ပုံဝစ်ပြီးလွတ်တော်ထဲရောက်တဲ့အခါဟုတ်ကဲ့ပါသဘောတူပါတယ်လို့လက်ညှိုးထောင်နေမဲ့မြင်ကွင်းဟာဒီ Fashion Show ရဲ့အော်နှလုံးနာစရာအကောင်းဆုံးအပိုင်းဖြစ်လာပါလိမ့်မယ်စစ်ကောင်းဆောင်ကြီးတွေကရှေ့ရနေလမ်းလျှောက်ရင်သူတို့ကနောက်ကနေခေါင်းပေါင်းလေးတွေတလူလူနဲ့လိုက်နေကြမယ်ပုံကတော့ခေါင်းဆောင်ကြီးနဲ့နောက်လိုက်များဆိုပြီးပေါ်ရုပ်ရှင်ကားတကားရိုက်ရင်တော့ရလောက်ပါပြီလေနိုင်ငံတကာကတော့ဒီ Fashion Show ကိုကြည့်ပြီးဒီလူတွေကတော့အရေးထူလိုက်တာအဆက်လည်းမရှိကြဘူးတက်မတော်ကနာမည်ပြတ်မခံဘူးလို့ပြောတာဘာကြောင်ဆိုတာအခုမှပဲသိတော့တယ်တက်မတော်ကိုသူတို့ကနာမည်မျိုးစုံဖြတ်ထားတာတော့ပြက်စရာမှမကြံတော့တာလို့မှတ်ချက်ပေးကြအောင်ပါဒါကြောင့်လေမလုံရဲတာဘာမှမရှိဘူးလို့ကြွေးကြော်ခဲ့တာပေါ့လေစစ်ယူနီဖောင်းချွတ်ပြီးတိုက်ပုံဝစ်လိုက်ရုံနဲ့အတိတ်ကလုတ်ခဲ့တဲ့အာနာသိမ်းမှုနဲ့အကြမ်းဖက်ဖမ်းဆီးတပ်ဖြတ်မှုတွေကပျောက်ကွယ်သွားမယ်လို့ထင်နေတာကတော့ကြက်မပြည့်ယူနှံနေလို့ပါပဲတိုက်ပုံဝစ်ထားတဲ့အာနာရှင်ဟောင်းတွေဟာဘလောက်ပဲမိတ်ကက်လိမ့်လိမ့်ဘလောက်ပဲအဝစ်စားလဲလဲသူတို့လက်မှာပေးကြံနေတဲ့ပြည်သူမျက်ရည်နဲ့သွေးတွေကိုတော့ဖုံးကွယ်ပေးနိုင်မှာမဟုတ်ပါဘူးတကယ်တော့ဒီလိုစစ်ယူနီဖောင်းချွတ်ပြီးတိုက်ပုံဝစ်တဲ့ Fashion Show ဟာမြမသမိုင်းမှာအရှက်မရှိဆုံး Fashion Show ဆိုတာရှေးကတည်းကသူတို့ရဲ့ခေါင်းဆောင်ကြီးတွေကတက်တည်အကြိမ်ကြိမ်ပြခဲ့ပြီးကြောင်းပါခင်ဗျာဟုတ်ကဲ့ပါယခုဒီတယောစာကိုတော့ဆရာဂျိုးကြီးရေးသားထားပြီးကျွန်တော်မောင်ရီခဲကတင်ဆက်ပေးထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ